မောဟဆိုတာကိုတွေးဝေတယ်လို့ဗမာတွေကပြန်နေရှိတယ်အင်္ဂလိပ်လိုတော့ delusion လို့ပြောတာတွေးဝေတယ်ဆိုတဲ့အဓိပ္ပာယ်ကသူကလှုပ်တဲ့အလုပ်လားမလှုပ်တဲ့အလုပ်လားလို့ဆုံးဖြတ်နိုင်စွာမရှိတာမသိတာဒီစကားပြောတဲ့သလားမပြောသင့်ဘူးဆိုတာမသိဘူးအဲ့ဒါကိုတွေးဝေတယ်လို့ခေါ်တာအမှန်မသိတာပေါ့နော်တွေးဝေယုံနေမဟုတ်တော့ဘူးလှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့အထင်လွဲတယ်မလှုပ်တဲ့နာကြတော့လှုပ်တဲ့တယ်လို့အထင်လွဲသွားတယ်အဲ့ဒီလိုမောဟဆိုတာမလှုပ်တဲ့အမှားတွေကိုလုံးပြီးစေတတ်တယ်လှုပ်တဲ့အမှန်တရားကိုကြတော့ရှောင်ရှားပြီးတော့နေမိတယ်အဲ့ဒီလိုလွဲမှားချွတ်ချော်မှုတွေဟာမောဟရဲ့သဘာဝပဲဖြစ်တယ်လောကလူတွေဟာလေအကောင်းဆိုးအကြောင်းအကျိုးခွဲခြားမသိတာမောဟပဲခုနလောဘလိုချင်တာဒေါသဘုံတိတာစိတ်ဆိုးတာကြောက်တာမောဟကြတော့ခုနလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာအမှန်